ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းကိုပြပါဆိုရင်တော့2008ကမန်ချက်စတာယူနိုက်တက်အသင်းကိုပဲလက်ညှိုးထိုးပြရမှာပါအားလုံးပဲမင်္ဂလာပါဗျ Football and Family မှနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရာဆိုရင်တော့ဘောလုံးလောကမှာဘယ်တော့မှအဖြစ်မထွက်နိုင်တဲ့အငင်းပွားစရာအကောင်းဆုံးမေးခွန်းတစ်ခုကတော့ဘယ်အသင်းကတမိုင်းတစ်လျှောက်အကောင်းဆုံးလဲပရီးမီးယားလိဂ်တမိုင်းတစ်လျှောက်အကောင်းဆုံးပရီးမီးယားလိဂ်အသင်းဆိုတာပါပဲဂွာဒီယိုလာနဲ့မန်ချက်စတာစီးတီးရဆိုရင်တော့ရမှတ်100နဲ့စံချိန်တင်နိုင်ခဲ့တဲ့တင်းဟာဆိုရင်တော့အကောင်းဆုံးလို့အများလက်ခံထားကြပြီမယ်။ဆာဟဲလက်ဖာဂူဆန်ရဲ့2008ယူနိုက်တက်ကပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းလို့ဖြစ်တယ်ဆိုတာကိုလည်းအယူဆတွေကရှိနေပါသေးတယ်။တစ်ဖက်မှာဆိုရင်တော့မန်ချက်စတာစီးတီးရဲ့အကွဲတို့စတာလင်းနဲ့စာနီးတို့ရဲ့စွမ်းဆောင်ရည်ကိုထောက်ပြနေကြပြီမယ်။ယူနိုက်တက်ဘက်မှာတော့ရွန်နီယော်နယ်တို့တီဘက်ဂစ်ပေါ်စကိုစတဲ့ဂန္ဓဝင်တွေရှိရကြောင်းဒါကိုတကယ်ကိုပဲကြောက်စရာကောင်းတဲ့အခိုက်အတန့်ပဲဖြစ်ခဲ့ပါတယ်ဒီနှစ်တင်းချာဆိုရင်တော့အဓိကကွာခြားချက်ကတော့2008ခုနှစ်တုန်းကယူနိုက်တက်အားဆိုရင်တော့ပရီးမီးယားလိဂ်ဖလားတာမကချန်ပီယံလိဂ်ဖလားကိုပါတပြိုင်နက်တည်းတိမ့်ပြိုင်နိုင်ခဲ့တာပါမန်စီးတီးဆိုရင်တော့ရမှတ်100ဆိုတဲ့စံချိန်ရခဲ့ပေမဲ့ယူနိုက်တက်ကကြည့်မယ်ဆိုရင်တော့ပြည်တွင်းရောပြည်ပမှာပါဘရင်တဆူဖြစ်ခဲ့တာပါဒါအပြင်မှာဆိုရင်တော့အဲ့ဒီယာဒီမှာယူနိုက်တက်ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေကိုကြည့်မယ်ဆိုရင်လေဖာဘရီဂက်နဲ့ဘန်ဘာစီတို့ရဲ့အာဆင်နယ်ဖာဘရီဂက်နဲ့ဘန်ဘာစီတို့ရဲ့အာဆင်နယ်ဂျရက်နဲ့တော်ရက်တို့ရဲ့လီဗာပူးအပြင်အင်အားတောင်တင်းလှတဲ့ချယ်ဆီတို့ဖြစ်တာကြောင့်ယခုထက်ပိုပြီးတော့အဆင့်တန်းမြင့်မားတဲ့ပြိုင်ဘက်တွေကိုကြော်ဖြတ်ခဲ့ရတာဆိုရင်လည်းမှားမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့2008ယူနိုက်တက်ကလာပိုပြီးတော့ကောင်းနေဆိုတာတက်တည်ပြနေပါတယ်ညီကိုတို့ဟောဘလို့ထင်လဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ